တရားဘဝဆုံးမတာပိုကောင်းပါတယ်လူတော်များများဒီနေ့ခေတ်ဆိုပို့ဆိုတာပေါ့ Facebook တွေပေါ်လာတော့ Facebook ထဲမှာဆရာကြီးတွေကြီးပဲအားလုံးမနေ့မိုးလင်းလာเลยလောကကြီးကိုသွားဆဆုံးမတော့တာပဲကြောက်မလို့သူတို့လည်းအပြစ်မမြင်တော့ဘူးဒါပေမဲ့လူဘဝရာခဲတယ်လို့ပြောတယ်ဘဝကိုအချိန်နဲ့တိဆောက်ထားတယ်လို့ပြောတယ်အချိန်ဖြုံးတာဘဝကိုဖျက်ဆီးတာနဲ့အတူတူပဲဆိုရင်ကျွန်တော်တို့တန်ဖိုးရှိအောင်အချိန်တွေသုံးပါပေါ့ဘယ်လိုနေပါဘယ်လိုထိုင်ပါလို့တော့ကျွန်တော်မပြောလို့သို့တော့ကိုယ့်ဘဝမှာရှိတဲ့သင်ခန်းစာတွေကိုကိုတော့တဲ့အချက်အပြစ်မတင်မိစေနဲ့နောက်ထပ်အဲ့လိုမမားအောင်တော့နေပေးပါဒါသင်ခန်းစာယူခြင်းပဲသူများကိုယ်စိတ်မှုတ်တာကြောင့်တိတ်ပြီးသူများတော့ကျွန်တော်ကတအားကြီးမပြောစေချင်ဘူးဒီနေ့ခေတ်ကပြောဆိုဆုံးမရတာတိတ်ခက်တယ်ဗျပြောဆိုဆုံးမရတာခက်တဲ့ထဲမှာတစ်ခါတည်းကိုယ်တိုင်တောင်မှပါသေးတယ်အကောင်းဆုံးကတော့သူအဲ့ဒီအမားကိုသူကျူးလွန်အောင်ထိတာကျွန်တော်တို့တစ်ခါတည်းကြည့်နေလိုက်တာကောင်းတယ်ကျွန်တော်တို့အဲ့လိုပဲထားလိုက်ချင်တယ်စိတ်ဆင်းရဲရလုံးလို့